ချစ်စရာကောင်းကတွက်လက်တဲ့ပုံစံလေးနဲ့ Miss Grand မြန်မာဖြစ်လာတဲ့ကချင်မလေး JK Sophia ချစ်စရာကောင်းနဲ့မူရလေးနဲ့တူအသေးဆက်ဆက်မြန်မာနိုင်ငံရဲ့ Miss Grand လာမေဖြစ်လာသူကတော့နန့်ခမ်းမျိုးကကချင်မလေး JK Sophia ပါ JK Sophia Miss Grand ပွဲကိုမကြည့်ကျင်တော့ဘူးဆိုတဲ့လူတွေကိုတောင်မှ Miss Grand ပွဲကိုပြန်လည်ကြည့်ရှုလာအောင်ဆွမ်းဆောင်နိုင်ခဲ့တဲ့လာမေလေးပါအစောပိုင်းမှာတော့လူတွေကမနစ်ကမြန်မာအလှမယ်တဲစုငင်းကိုထိုက်တန်တဲ့စုမပေးခဲ့တဲ့ MTN အောက်ထနဝဲတောင် Miss Grand ပွဲဆိုရင်မကြည့်ကျင်တော့ဘူးလို့ပြောကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းနမ်ခန်သူကချင်မလေး JK Sophia ဟာသူမရဲ့ရုပ်သားပွင့်လင်းကချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ပရိသတ်တရားချစ်ခင်အားပေးကြတာပါကချင်မလေး JK Sophia ဟာပတ်စံငွေချင်းပြည့်စုံနေကြတဲ့ကနေချစ်ကုတ်ကမိဘတွေရဲ့ပံ့ပိုးမှုနဲ့ Miss Grand မြန်မာပြန်ပွဲကိုဝင်ပြရင်းနဲ့ဝင်းနာစုရခဲ့တာဖြစ်ပါတယ်သူမရဲ့အိမ်ဟာဝါချန်ခင်းအိမ်လေးမလို့ဓာတ်ပနဲ့ကတ်တဝါလျှောက်တဲ့အခါမှာတောက်ကဝါညံ့နေလို့ပြင်ပမဲစူးစမ်းခဲ့ရတယ်လို့ဆိုပါတယ်အခုချိန်မှာတော့နမ်ခန်သူလေး JK Sophia ဟာချစ်စရာကောင်းတဲ့ဟန်ပန်မှုရလေးနဲ့တူMiss Grand မြန်မာစုကိုရရှိခဲ့ပါပြီ။အထူးသဖြင့် JK Sophia ဟာ Body Brain Beauty စတာတွေနဲ့ပြည့်စုံနေတာကတကြောင်အင်္ဂလိပ်စကားကိုကျမ်းကျစွာပြောနိုင်တယ်လို့တချင်းကိုအတန်ပါဝါအားကောင်းကောင်းနဲ့သိဆိုနိုင်ကထက်မြက်တဲ့ရေးချင်းတွေနဲ့ပြည့်စုံတာဖြစ်ပါတယ်။ဒါကြောင့်လေကချင်တိုင်းရင်းသူလေး JK Sophia ယခုနှစ်အတွက် Miss Grand မြန်မာဖြစ်လာတာပါ။ JK Sophia အနေနဲ့ Miss Grand International သွားပြိုင်တဲ့အခါမှာမနစ်ကသက်စုငင်းရဲ့အစ်စ်ကိုကျော်လွန်နိုင်မလားဆိုတာကတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။